ကျွန်တော်ဒီဘက်ကိုကော်ဖီဆက်ဝယ်ချင်တော့ပွားတယ်ပေါ့နော်ကော်ဖီဆက်အိမ်လဲရောက်လာပေါ့ဒါကြီးကိုသူဒီသဘောကျအောင်ဒီတိုင်းရိုးခုံမှမတင်နိုင်ဘူးတဲ့ဒီကော်ဖီကောင်တာကြီးလုတ်ပေးပါဆိုရင်ကော်ဖီကောင်တာကျွန်တော်လုတ်ပေးလိုက်ကော်ဖီကောင်တာနဲ့ရောက်လာတော့ဒီမှာကြီးဒါအမဲတဲ့ဒီမှာကျဒီပေါင်မုတ်မီကင်ဆက်ကအဖြူဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တဲ့အဲ့ဒါကြောင့်ဒီပေါင်မုတ်ဘက်ကိုပေါင်မုတ်မီကင်ဆက်အမဲဝယ်ပြောင်းအမဲတွေသွားတော့ထားတယ်ဒီမှာဘက်ကိုတဲ့ဒီမှာဒါဘက်ကိုတဲ့ရေခဲတင်လာလေးဘက်ကိုတဲ့အဲ့တော့ဒီရေနီအိုပရာဒိုအစမပြေတော့ဘက်ကိုပါထပ်ဝယ်လိုက်ပြန်အောင်တခုဝယ်ပြီးရတယ်မိမဟာနောက်တစ်ခုထပ်ပြီးအတက်ထပ်ဝယ်တယ်လိုက်ဖက်အောင်အဲ့တော့ဒီဟာအကုန်လုံးအောင်ယောက်ျားနဲ့လိုက်ဖက်သေးလားလိုက်သေးတယ်လိုက်အောင်ကျေးဇူးပဲနော်ရောဖဲလိုက်တော့ရပြီဒါလည်းရမလို့တော့ နော်ကျေးဇူးပဲတော့ရောက်လိုက်အောင်မယ်အသေးလေးလာပြီဆိုတော့ရရမလို့တော့ဟုတ်တယ်လေအိမ်မှာဟဲ့အဲ့လိုမိန်းမတွေပါကိုမမဟုတ်ပါဘူးမိန်းမတိုင်းပါပဲတခုခုဆိုလို့ရှိရင်အဲ့လိုအကုန်လုံးစင်တူဖြစ်ချင်တာအဲ့တော့တခုဝယ်ပြီးွားတိုင်းမှာအမြဲတမ်းနောက်ကနေလိုက်ပြီးတော့ဖြစ်ရတာပေါ့နော်ကဲဒါလေးကတော့ပေါင်းဖို့ပြီးပြင်ဆက်ကလေးဒါကတော့ရှင်နွေးအိုးဖြစ်ချင်တာဘာလဲဆိုတော့ဒီမှာရှင်နွေးအိုးနဲ့ပေါင်းဖို့မီးကင်ဆက်ကလေးနဲ့ဒီလိုစင်တူလေးဖြစ်ချင်တာလှလိုက်တာပတ်စံကောင်ကဂျိုးနှက်ပါတယ်ဒါမျိုးလေးဆိုရင်တော့အဓိကဒီရင်နွေးအိုးနဲ့ပေါင်းဖို့မီးကင်ဆက်လေးနဲ့ရစင်တူလေးဖြစ်ချင်တာပေါ့နော်ဒီမှာလေးတို့ရဒီမှာခလုတ်လေးတွေပြီးလို့ရှိရင်ဒီအဖိုးလက်ကင်အကုန်လုံးကဟိုတက်ရတာပေါ့နော်အားလှဒါပေါင်းဖို့မီးကင်ဆက်ဆိုလို့ရှိရင်ဒီမှာအနောက်မှာထုတ်တဲ့ဟာလေးပါမယ်အဓိကပေါင်းဖို့ site အကြီးပေါင်းမုတ်ဆိုင်အကြီးကိုဒီထဲမှာกินလို့ဆက်အရေးဟိုအရင်အဟောင်းဆိုလို့ရှိရင်ပေါင်းမုတ်ဆိုင်အကြီးမဆက်တော့အများတိုင်းပေါင်းမုတ်ကိုတစ်ချမ်းချမ်းပြီးတော့မှနှစ်ခါกินရစမတ်မဖြစ်ဘူးပေါ့နော်အဲ့တော့ကုံကရိုးတက်ပါတယ်လှလှပပလေးဖြစ်သွားတယ်ဒီမှာလဲဘယ်ကိုဒါမိန်းမတွေရဲ့ crazy ပေါ့နော်အိမ်မှာအဲ့လိုစင်တူလေးဖြစ်ချင်တာမှာတခြားပစ္စည်းတွေမမှတ်ပေမဲ့အဲ့လိုမျိုးဖို့ချောင်းတုံးပစ္စည်းလေးဆိုတော့ကောင်းကောင်းလေးလိုချင်တာဒီဘယ်ကိုတို့ပရာဒိုတို့ဆိုတာကသူက Europe brand တွေပေါ့နော် brand လည်းမြင့်တယ်ရန်ကုန်မှာဒီ Bad & Kitchen ဆိုတဲ့ flash showroom ရှိတယ်တာဂေတာမှာလေအဲ့ဒီ showroom မှာတော့ဒါရီးတအိမ်လုံးကပစ္စည်းတွေအကုန်လုံးအဲ့ဒီ showroom မှာပဲပုံဝယ်ထားတာစင်တူတွေကြီးပဲဟုတ်တက်ကြပါပြီဒါလေးဆိုဈေးလည်းဘယ်လောက်မှမရှိဘူးဒါလေးက3သိန်းဝန်းကျင်ဒါလေးလည်း3သိန်းဝန်းကျင်ဆိုတော့ဒီမှာသုံးလိုက်တယ်လေဒါပြီကျင်းနေပြီဒီတရားတစ်ခုတော့ကျင်းနေသွားပါပြီနောက်နေရာအတွက်ထပ်ပြီးတော့သုံးမှုဖြုံးမှုဝယ်ကိုစဉ်းစားလိုက်ပါအောင်မယ်တာပါ